metal show တွေမှာ artist တွေရောပရိသတ်တွေရောစောက်ရမ်းတွေခေါင်းခံနေကြတာခင်ဗျားတို့မြင်ဘူးလားစောက်တွေပဲမရှိဘူးစောက်ယူတွေလို့ရောခင်ဗျားတို့ထင်ဘူးလားခင်ဗျားတို့ဖောင်းထူတာကတော့ဟုတ်ပါပြီအဲ့ဒါကိုဘယ်လိုခေါ်လဲဘာလို့အဲ့လိုလုပ်လဲဆိုတော့ခင်ဗျားတို့သိလားမသိသေးဘူးဆိုရင်တော့ဆက်နာထောင်ပါအဲ့လိုလုပ်တာကို headband လို့ခေါ်ပြီးတော့အဲ့လိုလုပ်တဲ့သူကို headbanger လို့ခေါ်ပါတယ်ဒါကိုရိုးရိုးရှင်းရှင်းခေါင်းချင်းုံလို့ထင်ခင်ဗျားမှားကြီးမှားနေပါပြီအဲ့ဒီစကားလုံးနောက်ွယ်မှာခိုင်မာတဲ့သမိုင်းဖြစ်ရတွေနဲ့ဂီတလောကရဲ့ကြီးမားတဲ့ခွဲထွက်မှုတွေရှိနေတာကိုရောခင်ဗျားသိလား headbanger ရဲ့လို့စတင်သုံးနှုန်းခဲ့တဲ့သူကတော့ Motorhead အဖွဲ့က frontman Lemmy Kilmister ဖြစ်ပါတယ်သူရဲ့အဖွဲ့မှာခေါင်းခါရန်နေတဲ့ပရိသတ်တွေကို Motorhead Bangers လို့ interview တစ်ခုမှာ mention လုပ်ရင်းကနေဒီဟာကို headbanger ဆိုပြီးတစ်ကမ္ဘာလုံးကြီးပါစတင်အသုံးပြုခဲ့တာဒီလိုနာမည်တွင်ခဲ့တာကကိစ္စတစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူးတခြားသမိုင်းကြောင်းတွေရှိနေတယ်လို့ဆက်နာထောင်ပါဦး1969ခုနှစ်လောက်ကိုပြန်သွားရင် Led Zeppelin show ပွဲမှာတချင်းတံမှုအယမ်းမြန်လာကြောင်းပရိသတ်တွေဟာခေါင်းကိုအပေါ်အောက်အပြင်းထန်လှုပ်ရမ်းခဲ့တာပါအဲ့ဒီပုံစံကစင်မြင့်ခုန်တန်းကိုခေါင်းနဲ့ဒရဇက်ပြင်းပြင်းထန်ထန်စောင်းသည့်ပုံစံပေါက်နေတာကြောင့် headbang လို့ခေါ်ခဲ့ကြတာပါနောက်ထပ်ပိုထူးဆန်းတဲ့သမိုင်းကြောင်းတစ်ခုက1980လောက်တုန်းက British Rock အဖွဲ့တစ်ခုဖြစ်တဲ့ Stated Quarry နဲ့ဆက်ဆက်တဲ့ကိစ္စတစ်ခုပါသူတို့ရဲ့အမာခံပရိသတ်တွေဟာပျော်ပွေပွဲပြီးလို့အိမ်ပြန်ကားမောင်းတဲ့အခါမှာဗီဒီယိုကလာ rock တချင်းစီးချက်အောင်မှာခေါင်းတွေကိုပြင်းပြင်းထန်ထန်ထပ်လုပ်ကြပြန်အောင်အဲ့ဒီမှာတချင်းစီးချက်ကပြင်းထန်လို့ပြီးသူတို့မျောသွားပြီးကားရဲ့ CRN ကား dashboard ကိုတစ်ချက်ခေါင်းနဲ့စောင့်မိကြတာပါအိမ်ရောက်လို့မှန်နေကြည့်လိုက်နှစ်ဖူးမှာဖူးရောက်ပြီးသွေးတောင်ဆိုးတဲ့အထိဂီတကိုယူသွခဲ့ကြတာပါအဲ့ဒီအချက်တွေကိုအစွဲပြုပြီး heavy metal ပရိသတ်တွေကတော့အပြင်းထန်ခေါင်းခါရန်တက်သူတွေကို headbanger လို့လူကြားမှာအတိမတ်ပြုခေါ်ပေါ်ခဲ့ကြတာပါခဏနေအောင်နောက်တစ်ခုရှိသေးတယ်ခင်ဗျားတို့ထင်တာမှားနေနောက်တစ်ချက်ကိုပြောပြမယ်လူအများစုမှားနေကြတဲ့အချက်က rocker တိုင်းကို headbanger လို့ရှောက်ခေါ်နေကြတာပါတကယ်တော့ rocker နဲ့ headbanger ကြားမှာဂီတအမျိုးအစားနဲ့အပြုမှုပိုင်းဆိုင်ရာကြီးမားတဲ့ကွာခြားချက်တွေရှိနေပါတယ်ပထမချက်ကတော့ဂီတအမျိုးအစားမတူတာပါပဲ rocker ဆိုတာ classic rock, alternative rock, pop rock ဒါမှမဟုတ် hard rock စတဲ့ rock ဂီတအမျိုးအစားအလုံးကိုနားထောင်ဒါမှမဟုတ်တိကျချသူခြုံငုံပြီးခေါ်တာပါဗျာဒါပေမဲ့ headbanger ကတော့ rock ထက်ပိုပြီးပြင်းထန်တဲ့လေးလံနဲ့ heavy metal သို့မဟုတ် thrash metal ဂီတကိုယူသွသူတွေကိုတီးတန့်ခေါ်ကြတာဖြစ်ပါတယ်ဒုတိယအချက်ကခန္ဓာကိုယ်လှုပ်ရှားမှုကွာဟချက်ပဲဖြစ်ပါတယ် rocker တွေဟာပွဲတွေမှာတချင်းစာသားလိုက်ဆိုတာလေထဲမှာဂီတာတီးဟန်ပြူတာခန္ဓာကိုယ်ကိုစီးချက်အတိုင်းရိန်းထိုးလှုပ်ရှားတာတွေပိုလို့တက်ကြပါတယ်ဒါပေမဲ့ headbanger တွေကတော့ metal တချင်းတွေရဲ့ပြန်ဆန်ပြင်းထန်လုံးတဲ့ guitar riff တွေ drum beat တွေရဲ့စီးချက်နဲ့စပင်ရှည်တွေကိုဝှေ့ရမ်းပြီးခေါင်းပေါ်ကိုအပေါ်အောက်ပင်ညာအရှိန်ပြင်းရမ်းခါတဲ့အပြုတ်မှု headbanging ကိုမဖြစ်မနေတောင်းချမ်းပြတတ်ပါတယ်ဒါကြောင့်မို့လို့ headbanger အားလုံးဟာ rocker တွေဖြစ်နိုင်ပေမဲ့ rocker တွေအားလုံးဟာ headbanger လို့မခေါ်နိုင်ပါဘူး headbanger ဆိုတာ metal ဂီတအတွက်ပြရုပ်တစ်ခုဖြစ်ပြီး metal head တွေလို့လည်းခေါ်ပါတယ်